ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာယနေ့ကျွန်တော်တို့တင်ဆက်ပေးမိသတင်းများမှာကမ္ဘာအရေးပါသောဒေသများတွင်ဖြစ်ပွားနေသည့်စစ်ရေးတင်းမာမှုများနိုင်ငံတကာတန်တမန်ရေးရာလှုပ်ရှားမှုများနဲ့ဒေသတွင်လုံခြုံရေးဆိုင်ရာအခြေအနေများဖြစ်ပါတယ်အထူးသဖြင့်အရှေ့အလယ်ပိုင်းဒေသတွင်အမေရိကန်နဲ့အီရန်အကြားတင်းမာမှုများမြင့်တက်လာပုံနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြတ်ပြားခဲ့သည့်အခြေအနေများကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ပရိသတ်များခင်ဗျာအရှိအလဲပိုင်းဒေတာသည်ကမ္ဘာရေနံနှင့်တဘာဝတက်ငွေထုတ်လုပ်မှု၏အထူးဗဟုချက်ဖြစ်သလိုနိုင်ငံတကာစစ်ရေးနှင့်နိုင်ငံရေးမဟာဗျူဟာအရာအလွန်အရေးပါသောဒေတာတစ်ခုလည်းဖြစ်ပါ၏မကြသေးခင်ကအမေရိကန်ပြည်ထောင်စုနှင့်အီရန်အစ္စလာမစ်သမ္မတနိုင်ငံတို့အကြားတင်းမာမှုများမှာတိတိတသာမြင့်တက်လာခဲ့ပြီးဒေတာတွင်လုံခြုံရေးကိုချိန်ညောက်နေသည့်အခြေအနေသို့ရောက်ရှိနေပြီဖြစ်ပါတယ်ဟော်မုတ်ရေလက်ကြား Strait of Hormuz တီကမ္ဘာရေနံတင်ပို့မှု၏20ရာခိုင်နှုန်းခန့်ကိုဖျက်ဆီးရာအဓိကရေလမ်းကြောင်းဖြစ်ပြီး၎င်းဒေသတွင်စစ်ရေးလှုပ်ရှားမှုများမှာအရှိန်ဟုန်မြင့်တက်လာခဲ့ပါသည်။ အမေရိကန်ရေတပ်မှဖျက်သိမ်းပေါ်နှစိမ့်ထိသည့် USS Frank E. Peterson Jr. နဲ့ USS Michael Murphy တို့သည်ဟော်မုတ်ရေလက်ကြားကိုဖျက်ဆီးသွားလာခဲ့ကြောင်းအမေရိကန်ဗဟစစ်ဌာနချုပ်ကထုတ်ပြန်ကြေညာခဲ့ပါသည်။ဤသို့ဖျက်ဆီးသွားလာခြင်းသည်အီရန်တော်လှန်ရေးအစောင့်တပ်မှရခိုင်ကချထားခဲ့သောရေမြုပ်ပုံးငါကိုရှင်းလင်းရန်ရည်ရွယ်ကြောင်း CENTCOM ကဆိုပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့တွင်အမေရိကန်အစ္စရေးပူးတွဲတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်အီရန်ဘက်မှဟော်မုတ်ရေလက်ကြားကိုပိတ်ဆို့ခဲ့သည့်အခြေအနေများဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်းအမေရိကန်ရေတပ်၏လှုပ်ရှားမှုသည်ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ရေလက်ကြားသည်ကမ္ဘာစီးပွားရေးအတွက်အလွန်အရေးပါသောကြောင့်၎င်းဒေသတွင်ဖြစ်ပေါ်လာသည့်မြည်သည့်စစ်ရေးတင်းမာမှုမဆိုကမ္ဘာရေနံဈေးကွက်နှင့်စီးပွားရေးအပေါ်ကြီးမားသောသက်ရောက်မှုများရှိလာနိုင်ပါတယ်။အီရန်တော်လှန်ရေးအစောင့်တပ်ရေတပ်မှလည်းအမေရိကန်၏လှုပ်ရှားမှုအပေါ်ပြင်းထန်စွာတုံ့ပြန်သွားမည်ဖြစ်ကြောင်းသတိပေးထုတ်ပြန်ခဲ့ပါတယ်။ IRGC ကဟော်မုတ်ရေလက်ကြားကိုအပြည့်အဝထိန်းချုပ်ထားပြီးစစ်ဘက်မခုသောတင်ပေါ်များကိုသာဖျက်ဆီးခွင့်ပြုမည်ဟုကြေညာခဲ့ပါတယ်။ဤသို့သောထုတ်ပြန်ချက်များသည်ဒေတာတွင်စစ်ရေးတင်းမာမှုကိုပိုမိုမြင့်တက်စေမည်မြည်သည့်အခြေမဆိုပဋိပက္ခများဖြစ်ပွားလာနိုင်သည့်အခြေအနေကိုဖန်တီးနေပါတယ်။ဤသို့သောစစ်ရေးတင်းမာမှုများကြားမှအမေရိကန်နှင့်အီရန်တို့အကြားငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုပါကစ္စတန်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့်အစ္စလာမာဘတ်မြို့တွင်ကျင်းပခဲ့ပါသည်။ဧပြီလ17ရက်နေ့တွင်စတင်ခဲ့သောဤဆွေးနွေးပွဲများသည်22နာရီကြာ3ကြိမ်တိုင်ပြုလုပ်ခဲ့သော်လည်းနှစ်ဖက်သဘောတူညီမှုမရရှိဘဲဖြစ်ပြားသွားခဲ့ကြောင်းသတင်းရရှိပါသည်။အမေရိကန်ဘက်မှဒုတိယသမ္မတ JD Vance ကဦးဆောင်ခဲ့ပြီးအီရန်ဘက်မှလွှတ်တော်ဥက္ကဋ္ဌမိုဟာမက်ဘာဂါဂါလီဘက်ဖ်ကဦးဆောင်ခဲ့ပါတယ်။ဤဆွေးနွေးပွဲသည်နှစ်နိုင်ငံကြားတင်းမာမှုများကိုလျှော့ချရန်နှင့်ဒေသတွင်ငြိမ်းချမ်းရေးကိုပြန်လည်တည်ဆောက်ရန်အရေးပါသောအခွင့်အရေးတစ်ခုဖြစ်ခဲ့တော်လဲမျှော်လင့်ထားသည့်အတိုင်းအောင်မြင်မှုမရရှိခဲ့ပါ။အီရန်ဘက်မှငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်အလျှော့မပေးဘဲတောင်းဆိုခဲ့သည့်အချက်၄ချက်မှာအောက်ပါအတိုင်းဖြစ်ပါတယ်။နံပါတ်1ဟော်မုတ်ရေလက်ကြားကိုအပြည့်အဝထိန်းချုပ်ခွင့်ရရှိရေးနံပါတ်2ကျူးကျော်သူထံမှစစ်လျော်ကြေးအပြည့်အဝရရှိရေးနံပါတ်3ပိတ်ဆို့ထားသောအီရန်ပိုင်ဆိုင်မှုအားလုံးကိုချွင်းချက်မရှိပြန်လဲလွှတ်ပေးရေးနံပါတ်4လက်ဘနွန်တွင်အပြည့်အခက်ရပ်စေရေးအစ္စရေးဟစ်ဇ်ဘိုလာအပေါ်တိုက်ခိုက်မှုများကိုရပ်တန့်ရန်ဤတောင်းဆိုများဟာအီရန်၏ဒေတာတွင်လုံခြုံရေးနှင့်စီးပွားရေးဆိုင်ရာအကျိုးစီးပွားများကိုအဓိကဖော်ပြနေပြီးအမေရိကန်ဘက်မှလက်ခံရန်ခက်ခဲသောအခြေအနေများဖြစ်ပါတယ်။ဆွေးနွေးပွဲအပြီးနှင့်အီရန်ပြောရေးဆိုခွင့်ရှိသူအစ္စမာအီဘာဂေအီကအမေရိကန်ဘက်မှအလွန်အကျွံတောင်းဆိုမှုများနှင့်ကတိဖြတ်မှုများကြောင့်ဆွေးနွေးပွဲဖျက်ပြားခဲ့ရကြောင်းအပြစ်တင်ပြောကြားခဲ့ပါတယ်။အမေရိကန်ဒုတိယသမ္မတ JD Vance လည်းအမေရိကန်၏အဓိကလိုက်နာရမည့်စီ Red Line မှာအီရန်အနေဖြင့်နျူကလ িয়ার လက်နက်ထုတ်လုပ်ရန်မကြိုးစားရမပိုင်ဆိုင်ရဟုသောကတိကဝတ်ဖြစ်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။အမေရိကန်ဘက်မှပြောင်းလဲပြင်လဲရှိပြီးရိုးရိုးသားသားဆွေးနွေးခဲ့တော့လေအီရန်ကိုယ်စားလှယ်အဖွဲ့ကဝါရှင်တန်၏အဆိုပြုမှုများကိုလက်မခံခဲ့ကြောင်း Vance ကဆိုပါတယ်။အမေရိကန်အရာရှိများသည်သဘောတူညီမှုမရရှိဘဲပြန်လည်ထွက်ခွာခဲ့ကြတော့လေနောက်ဆုံးနှင့်အကောင်းဆုံးကန့်လန့်ချက်ကိုခြံထားခဲ့ကြောင်းလည်းသိရပါတယ်။ထို့အပြင်ဒုတိယသမ္မတ Vance ကဆွေးနွေးပွဲတစ်လျှောက်လုံးမှာသမ္မတဟောင်း Donald Trump နှင့်အမြဲတမ်းဆက်သွယ်မှုရှိနေခဲ့ကြောင်းလည်းအတည်ပြုပြောကြားခဲ့ပါတယ်။ဤအချက်သည်အမေရိကန်၏နိုင်ငံခြားမူဝါဒချမှတ်ရာတွင် Trump ၏ဩဇာလွှမ်းမိုးမှုရှိနေသေးကြောင်းကိုပြသနေပါတယ်။ပရိသတ်များခင်ဗျာအမေရိကန်နှင့်အီရန်အကြားတင်းမာမှုများသည့်ဆက်လက်တည်ရှိနေပြီးနှစ်နိုင်ငံစလုံးက
မိမိတို့ရပ်တည်ချက်များကိုအလျှော့မပေးဘဲကင်ဆွဲခါကြပါတယ်။ဤအခြေအနေသည်အရှိအလဲပိုင်းဒေသ၏တည်ငြိမ်မှုနှင့်ကမ္ဘာလုံခြုံရေးအပေါ်ကြီးမားသောတက်ရောက်မှုများရှိလာနိုင်ပါတယ်။ SNN သတင်းဌာနအနည်းဖြင့်ဤကဲ့သို့သောအရေးကြီးသည့်နိုင်ငံတကာရေးရာသတင်းများကိုအချိန်နှင့်တပြေးညီဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ယနေ့အတွက် SNN သတင်းဌာနမှတင်ဆက်ပေးသောစစ်ရေးနှင့်နိုင်ငံတကာရေးရာသတင်းများကိုနားဆင်ပေးကြသောပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်။နောက်တစ်ပတ်တွင်ပြန်လည်ဆုံတွေ့ကြပါစို့။မိတ်ဆွေအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။